လေးထွန်းမြို့ထဲလျှောက်လဲတာလားဟုတ်လေးထွန်းမုံမမမက်မိဘူးထင်တယ်တော်ပါဝသမီးလေဟာမောင်ဟိကရောင်နဲ့တော်ပါဝသမီးမုံပဲရုပ်ပြောင်းသွားလို့မမက်မိတာခွင့်လို့ပါရပါတယ်လေးထွန်းရဲ့အရေးမေမေမောင်ဟိကရောင်တော့ကလေအားပေးနေကြဖောက်တယ်မို့သမီးကမှတ်မိနေတာထုံးခင်နဲ့မုံတို့ဘာတန်ပင်အောက်ထိုင်ရင်ဝါနိုင်ငံသားမှာလှုပ်နေတယ်ဆိုအဆင်ပြေရလားဒီမှာထက်အများကြီးအဆင်ပြေပါတယ်နေ့အကူပုံလဲ10တန်းအောင်လို့တက္ကသိုလ်တက်နေတယ်ဆိုဘောရပြီပေါ့ပုံကအခုထိပွားမြသေးဘူးတက္ကသိုလ်မှာအမေပို့တဲ့ပက်ဆန်နဲ့ခေါင်းမတွေထဲလဲတွန်းနေတာပုံသူ့အမေရှိတော့ရိုးသားစူးစမ်းလို့10တန်းကိုနှစ်ချင်းပေါက်အောင်လာလေခုပုံကြောင့်အမေနိုင်ငံသားကိုတွားလို့ရတာဟေးဘလူးနဲ့မေကမုတ်ဆမဘဝနဲ့နေတို့မောင်နှမ2ယောက်ကိုမော်ဟင်ကရောင်ပြီးပညာသင်ပေးရတာ10တန်းကိုနှစ်ချင်းပေါက်အောင်တော့ကလိုက်တာကူကြီးလို့ကျမသားတက္ကသိုလ်ကျောင်းသားဖြစ်ပြီးတော့ဟုတ်တယ်သူတက္ကသိုလ်ကျောင်းသားဖြစ်တော့အမေကိုတောက်ခတ်ပြီးရောတက္ကသိုလ်ဆိုတာမြို့ပြင်မှုသူကျောင်းတက်ဖို့ဆိုင်ကယ်ပူစာရောဒီမြို့မှာစက်ပွဲနဲ့တက္ကသိုလ်တက်လို့ရတယ်လို့ကျောင်းကိုလိုင်းကားတွေစီစဉ်ပေးထားတယ်လေတာကိုသူကအောက်တယ်တဲ့တာမင်သားသမီးတောင်10သိန်းတန်ဆိုင်ကယ်စီးကျောင်းတက်တာသူ့ကိုလည်းဝယ်မပေးရင်ကျောင်းမတက်ဘူးတဲ့အဲ့ဒီတော့အမေကသူများလူစီကအတိုးနဲ့ငွေချီးပြီး10သိန်းတန်ဆိုင်ကယ်လေးဝယ်ပေးရတာပေါ့သူ့10သိန်းတန်ဆိုင်ကယ်ကလေတငယ်ချင်းတွေနဲ့တွာလာကောင်မတွေနဲ့3ဖြုံးနဲ့10သိန်းကနေ6သိန်းတန်6သိန်းတန်ကနေ3သိန်းတန်ခု2သိန်းတန်ဆိုင်ကယ်ဖြစ်လို့အေးအရင်ငါရွာမှာဘက်ထရီအိုးတွေငါတော့မနေ့စောစောဒီမြို့မှာဘက်ထရီအိုးတွေရွာနေတဲလာနှစ်အမေဆိုင်မှာမော်ဟင်ကာစာ1000နာပေါ့မမဝါမော်ဟင်ကာနဘောတခါတည်းတုတ်ပြီးပဲတီးမထဲနဲ့ဟင်းရီတော့ခွက်ကြီးနဲ့ချပြီးအေးပါတိပိတာအဲ့တော့ကမင်းတို့ကကျောင်းနေရွာအမေကျောင်းမဟုတ်ဖို့ပေးအေးမမရေငါသားသမီးတွေကိုမဟုတ်ဖို့ပေးလိုက်ငါလက်မအားလို့အဲ့လိုညီတို့ကိုရှာကျွေးတာမုံကိုတန်းရောက်လို့ပေါ်တာဆောင်နေပြီးကြောင်းတက်ချင်တဲ့ပူစာတော့အမေနိုင်ငံခြားထွက်ပြီးပက်ဆန်ရှာတာပဲတာကျွေးဆက်ဖို့နဲ့မုံကိုပေါ်တာဆောင်ထားဖို့ပေါ့မုံ10တန်းအောင်ပြီလားကိုတန်း2နှစ်ကြတယ်ဟာကိုတန်း2နှစ်ကြတယ်ဆိုတော့မုံကစားညံ့တယ်မိမိနိုင်ငံခြားနေမုံတို့မောင်နှမတော့ပညာသင်စရိုက်ကိုဒီကသူ့ညီမမတဆင့်ကြည့်ရှုပေးခိုင်းတာမုံစာမီပေါ်တွေရှုံးတာမမကမိပြောမယ်ဆိုတော့ဒါဆိုမုံဒီအရင်ထွက်တော့မယ်လို့ပြောတော့မငြိမ်တော့ရောမုံကပုံထက်စိုးနေပါလားပုံကလည်းကျွန်တော်စာမီပေါ်ရှုံးတာကိုလည်းမိကိုဖုံးနေပြောရင်အရင်နေထွက်တော့မယ်ဒီမောင်နှမမလွယ်ပါလားဒါထက်လေးထုံးကရန်ကုန်မဂ္ဂဇင်းတိုက်မှာအက်ဒီတာဆိုမောင်တငယ်ချင်းပြောတဲ့ပပေတီရွာဟီဒါကြောင့်လေးထုံးတွေ့ချင်းတွေ့တာနဲ့ခုအကူကြီးတောင်းတာအမုံလေးတက်ပုံတွေအများကြီးရိုက်ထားတယ်အဲ့ဒါလေးထုံးတို့မဂ္ဂဇင်းမှာမျက်နှာဖုံးရှင်အဖြစ်သုံးပေးပါလာရင်လေးထုံးကိုဆောင်ရွက်ပေးခပေးမှာပေါ့အမလီသူကမျက်နှာဖုံးရှင်ဖြစ်ချင်လို့ငါ့ကိုစုံစမ်းပြီးမိတ်ဆက်နေတာပဲတကယ်တော့တဲ့ရန်ကုန်ကတက်ပုံဆရာကြီးတွေနဲ့မှအဆင်ပြေမှာဒါဆိုခေါ်ပေးပါလားအမုံရဲ့အမှုပညာအောင်မြင်ဖို့ပံ့ပိုးပေးမယ်စပွန်ဆာတွေအမုံမှာအများကြီးသူတို့ကအမုံမှုပညာအောင်မြင်ဖို့ဘယ်လောက်ကုန်တဲ့အပြိုင်ဆိုင်ပံ့ပိုးကြမှာတဲ့ဟင်းမုံကခုပါလို့မုံကအစိုးတော်ဖြစ်ချင်တော့ဒီမျိုးကတီးဝိုင်းမှန်သမျှအပျော်တန်းလိုက်ဆိုတယ်ဟိုတယ်တွေမှာလည်းဆိုတယ်စားတောက်ဆိုင်မှာလည်းဆိုတယ်မင်းသမီးပါဖြစ်ဖို့အဝတ်စားသုံးဆောင်တွေတော့စပွန်ဆာရှာတယ်ကို့အမေနိုင်ငံသားမှာဘယ်လိုအလုပ်တွေလုပ်ပြီးပတ်စံရှာဖို့လဲဆိုတာသူတို့စုံစမ်းချင်မှစုံစမ်းမှာပါမအေးရလေဟိုမှာဘာပဲလုပ်ရသူ့သားသမီးတွေပညာရေးအဆင်ပြေဖို့ရလုံးနဲ့ထောက်ပံ့မှာပဲငါရင်ကရောပါဘက်ထရီဆိုင်ဖူးလို့ဒီမျိုးဘက်ထရီအားသွင်းခုရောလာရင်အလွန်ပြေလာကြည့်တာဝတ္ထုရေးစရာဇက်လန်းတွေရလို့ပါလားဘယ်လိုလဲလေးထွန်းဒုက္ခပဲရန်ကုန်ရောက်ရင်ခင်တဲ့တပ်ပုံရှာကောင်းတွေခေါ်ပြီးကူညီပေးပါမယ်ဒါဆိုလေးထွန်းကိုစားတော့ဆိုင်တစ်ခုမှာအမုံတကားခဲ့မယ်တော်ပါပြီရောရောက်တော့ထုံးခင်ခါဥတို့အိမ်တွင်တနှစ်စာထင်းခွဲပြီးဘယ်နေ့ပြန်มาလဲတော့တပတ်ခါပြန်မယ်ခါဥရေတော့နေခွင့်မရဘူးလားအေးဟာငါနင်အပေါ်ပေးတာလေးလွမ်းလို့ပြန်လာတာဟာတွေ့တာနဲ့ကြောထုချင်းရှာထုံးခင်မြို့တို့ပြန်ကမဂ္ဂဇင်းတိုက်တွင်အလုပ်လုပ်ရင်6လခန့်ကြာငါမုံတို့မိသားစုအကြောင်းအခြေခံပြီးဝတ္ထုရေးမှာသူ့အမေမဝါမော်ဟင်ကာရောင်နိုင်ငံခြားထွက်ပြီးသားသမီးတွေကိုပညာသင်ပေးမယ်သားသမီးတွေကကျေးဇူးမသိလို့မိခင်မဝါတော့ကပဲရောက်ရတယ်မိခင်မေတ္တာဝတ္ထုတိုလေးရေးဟာမုံတို့အတော်မပဲဘာကိစ္စနဲ့ရန်ကုန်လာသူတို့အမေမဝါနိုင်ငံခြားကနေခဏပြန်လာပြီးခုပြန်တော့လို့လေဆိုင်ထိလိုက်ပို့တာမဝါနိုင်ငံခြားအလဲပြန်လာတာပေါ့တားမိတွေတွေ့ဆုံပြီးတော့အခုပြန်လာပေါ့ဟုတ်တယ်မုံတို့လည်းလေဆိုင်ထိလိုက်ပို့တာပေါ့ဟို
ခုပုံပုံကတငယ်ချင်းချင်းရီးစားလူရာကနေဓာထိုးမှုဖြစ်ပြီးတရက်ခန့်ပြေးပေါ့ဟာမောင်မောင်ကလည်းကုမ္ပဏီပိုင်ရှင်ကြီးကသူတို့ဆိုတော်ဖြစ်အောင်လှုပ်ပေးမယ်ဆိုပြီးရန်ကုန်ခေါ်တော့တာခုထိပေါ်မလာဘူးဒါဆိုငါရေးချင်တဲ့မိဘမိသားဝတ္ထုမမဝါသူ့သားသမီးပေါ်ထားတဲ့မိသားမေးပြီးရေးရမှာပဲငါနိုင်ငံခြားမပြန်တော့ပဲငါသားသမီးတွေကိုတွေ့အောင်ရှာမယ်ဟင့်မမဝါသူ့သားသမီးတွေကိုလိုက်ရှာစုံစမ်းနေပြီပေါ့ဟိုမရှာပါဘူးအေးစစ်စစ်ပဲသူ့တာဝန်ကြည့်ပြီးတဲ့ဘာဖြစ်လို့နိုင်ငံခြားမှာဆိုမိဘတွေကသူတို့သားသမီးတွေအသက်16နှစ်ကျော်ရင်လွတ်လပ်စွာနေထိုင်ခွင့်ရလို့ဘာသာဝိုးမှမယူတော့ဘူးတဲ့ဒူလဲဒီလိုပဲတဲ့ဟဲ့မမဝါမြန်မာလူမျိုးလေမြန်မာလူမျိုးပြီးကိုသားသမီးကိုအယောရောက်လဲခလေးလိုအမြဲပြုစုဆောက်ရှောက်ပူပန်တာပဲလေသူ့သားသမီးတွေကမြန်မာလူမျိုးပြီးမိဘကိုမယိုသေးမိဘစကားနားမထောင်တော့နိုင်ငံခြားရောက်နေတဲ့မမဝါနိုင်ငံခြားကျင့်သုံးလိုက်တာပေါ့ကွယ်မမဝါနိုင်ငံခြားကခဏပြန်လာတာလူတောင်မှားတယ်လောဝနိုင်ငံခြားဝတ်စားနဲ့ကျမကိုလေမမဝါနိုင်ငံခြားမှာပဲနေတော့မယ်နိုင်ငံခြားမှာလည်းချစ်သူရှိနေပြီသားသမီးတင်ရောစေနဲ့မယူဘူးဆိုပြီးတီကိုပြန်လာမှသူတို့ကအမေကမိသားမထားခုလိုနှိမ့်ဆက်မှတော့အဲ့လူကိုယူပြီးဟိုမှာပဲနေတော့မယ်တဲ့မိသားပေးလို့မိသားမရတော့သူလဲသားသမီးကိုစွန့်လို့ပြီးပေါ့ငါလည်းမိသားဝတ္ထုမရေးရတော့ဘူးပေါ့ထိုဖြစ်ကိုထုံးခင်ရွာလဲလာရင်ခါဥပြောပြကားသားသမီးတွေနှိမ့်ဆက်လို့နိုင်ငံခြားတော့ငွေရှာရာကခုလိုဖြစ်ကုန်တာပဲဟာမမဝါသာမြန်မာပြည်မှာနေပြီးအရင်လိုသားသမီးတွေကိုပြုပြင်ဆုံးမရင်ခုလိုမိသားစုပြိုကွဲတော့မှမဟုတ်ဘူးစိတ်မကောင်းရှာတော့